ဘသူကမှအာမကိုပါတယ်ဘဝမှာကိုကလွဲရင်ဘသူကမှကို့အတွက်အမြဲရှိမနေနိုင်ပါဘူးခင်ဗျာဘာကြောင့်ပဲဖြစ်ဖြစ်ယူသားပါဘယ်နေရာရောက်ရောက်ယူသားပါဘာအလုပ်ပဲလုပ်လို့ယူသားပါဘာပြောပြောယူသားပါခင်ဗျာဘယ်အချိန်ဒီမှာပဲဖြစ်ဖြစ်ယူသားပါယူသားခြင်းဟာလူတန်မှုအစ်စ်ဖြစ်လို့ယူသားမှုမရှိရင်လူဟာတန်မှုမရှိပါဘူးခင်ဗျာဘာမှမရှိပေမဲ့အမြဲယူသားမှုရှိနေတော့ကိုဟာတန်မှုရှိတဲ့သူဖြစ်နေပါပြီလူလိမ်လူညာတွေများပြီးပွေလိမ်နေတဲ့လောကကြီးမှာကိုကယူသားလိုက်လို့တခါတလေရှုံးနေကောင်းရှုံးနေနိုင်မယ်ဒါပေမဲ့တဘွားလုံးစာအတွက်ကိုပဲအနိုင်ရမယ်တည်တဲ့အထိလဲလက်ပြတန်စေပါတယ်ဘာမှမသိရင်အောက်ကျရတယ်ဒါကြောင့်သိအောင်လေ့လာပါဘာမှမရှိရင်မျက်နှာငယ်ရတယ်ဒါကြောင့်ရှိအောင်ကြိုးစားပါငွေရှာပါပိုက်ဆံစုပါဘသူအပေါ်မှာမမိခိုပဲနဲ့ဘသူမျက်နှာကိုမှမကြည့်ပဲနေနိုင်တဲ့အထိကိုကြိုးစားရှာဖွေပါတခုလှုပ်ချင်ရင်တခုပေးဆက်ရတယ်ဒါပေမဲ့အဲ့ဒီအထဲမှာကိုချင်းတရားမပါပါစေနဲ့ကိုတန်ရာကိုလူတိုင်းကိုချမပြပါနဲ့ကိုချင်းစာပေးမဲ့သူထက်ကြိတ်ပြီးပျော်နေမဲ့သူတွေရှိတတ်ပါတယ်ကိုဘက်ကအရန်လိုအပ်နေမှန်းသိရင်တချို့ကထွက်သွားခြင်းတယ်လွယ်လွယ်နဲ့ရရင်တန်ဖိုးမထားကြတော့ဘူးဒါကြောင့်တစုံတယောက်ကိုအရန်ကြီးဖတ်တွယ်မနေပါနဲ့ခင်ဗျာခါတလီမှာအေးစစ်စစ်လေးနားယူပြီးတယောက်တည်းနေတတ်အောင်နေကြည့်ပါလွတ်လပ်ပေါ်ပါစိတ်ချမ်းသာလာပြီးတော့တချို့ຢာတွေကကိုထင်ထားသလောက်အရေးမကြီးမှန်းအရေးမပါမှန်းသိလာပါလိမ့်မယ်ပျော်ရွှင်မှုဆိုတာတခြားသူစီမှာမရှိပါဘူးကိုယူဆိုင်ပြီးကိုဘဝတည်းကပဲကိုတိုင်ရှာယူရတာဖြစ်ပါတယ်အရေးကြီးဆုံးတစ်ခုကတော့အတင်းရဲ့ပျော်ရွှင်မှုအေးချမ်းမှုကိုသူတစ်ပါးရဲ့လက်ထဲမထည့်ပေးမိအောင်ပဋိရှိရမှာဖြစ်ပါတယ်ဒါကြောင့်ယူသားပါဘဝကိုရိုးရှင်းစွာနေထိုင်ပါခင်ဗျာ